မသက်စုဝင်ပါဟေလီမေမေပါဒီနေ့ပြပြပေးချင်တာကတော့ကလေးရိုးရိုးမွေးရင်ဘယ်လိုကြုံတွေ့ရလဲဘယ်လိုတွေခံစားရလဲဆိုတာကိုသက်စုမွေးဖွားခဲ့တော့ကအတွေ့အကြုံလေးတွေနဲ့ပြန်ပြီးတော့မျှဝေပေးလိုက်ချင်ပါတယ်နံပါတ်1ချက်ကတော့အရှက်မရှိတော့တာပါအရှက်မရှိတော့ဘူးဆိုတာတော့ကိုကအစတွေးထားတာကိုမွေးတဲ့အချိန်မှာကိုရဲ့ private area တွေကိုသူများတွေတွေ့ရင်အရန်ရှက်ဖို့ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးတွေတွေးပြီးတော့စိတ်ပူခဲ့ရရတော့ရှိရပါတကယ်တမ်းဘိုက်နာနေတဲ့အချိန်မှာဒီဘိုက်ထရကလေးလေးမြန်မြန်ထွက်ဖို့ပေါ့နော်အောင်မြင်မြင်နဲ့ထွက်ဖို့ကိုရဲ့အနာတွေလည်းတက်တာဖို့ပဲအရေးကြီးရပါကိုကိုမွေးစစ်မတင်ထားပြီးတော့သူများတွေကိုကိုကြည့်နေတာကိုကိုမြင်နေတာတွေမတွေးနိုင်ပါဘူးနော်တကယ်တမ်းတော့ဘိုက်အရန်နာနေတဲ့အတွက်ဒီနာကျင်တာတွေတက်တာဖို့ပဲကောင်းထဲမှာစဉ်းစားနိုင်ပါတယ်ဒါကြောင့်မလို့ကိုကကြိုပြီးတော့ဗောနော်ရှက်ဖို့ကောင်းမှာပဲဆိုတာကြီးကိုတွေးပြီးတော့စိတ်ပူနေစရာမလိုပါဘူးနော်နံပါတ်2အချက်ကတော့ခန္ဓာကိုယ်ကအလိုလိုနေနေကိုညှက်နေတာပါမမွေးခင်တော့စဉ်းစားတာဗောနော်မွေးလို့ရှိရင်ဘယ်လိုညှက်ရမလဲဆိုရင်မှစိုးရိမ်တာလည်းရှိတာဗောတကယ်တမ်းကျတော့ခန္ဓာကိုယ်တစ်ခုလုံးကမညှက်ပဲနဲ့ကိုသူ့ကိုယ်သူအလိုလိုနေနေကိုညှက်နေတာတဆုလုံးကဆိုလို့ရှိရင်ကိုယ့်ရဲ့အခန်းထဲကနေမွေးခန်းထဲကိုသွားတဲ့အချိန်ပေါ့နော်တောက်လျှောက်ကိုထိန်းလို့မရဘူးသူ့ကိုယ်သူနေနေကိုညှက်နေတာဆရာဝန်တွေကလာဆန်းနေပေါ့နော်လာဆန်းတဲ့အချိန်တဲ့အိမ်ကောင်းကအကုန်မပွင့်သေးဘူးညှစ်လို့မရသေးဘူးညီမလေးပေါ့နော်အဲ့လိုလာပြောလဲမရအောင်အရန်ထူးဆန်းတာခန္ဓာကိုယ်ကသူ့ကိုယ်သူညှက်ပြီးတော့ကိုကလည်းထိန်းချုပ်လို့မရအောင်ဖြစ်နေတာပေါ့နော်အဲ့ဒါလည်းအရန်ထူးဆန်းပါတယ်အဲ့တော့ငါဆိုလို့ရှိရင်ရှူရှူလေးပါလေလည်းထွက်ကြတယ်အဲ့ဒါတွေလည်းမသိတော့ဘူးသူအလိုလိုနေနေကိုညှက်နေတာပေါ့နော်ဒါတွေကလည်းရှက်စရာမလိုပါဘူးเนาะထိန်းချုပ်လို့လုံးဝထိန်းချုပ်လို့မရတဲ့အခြေအနေတွေပါเนาะနံပါတ်3တစ်ချက်ကတော့ဝမ်းသွားချင်းတယ်လို့ခံစားရပါတယ်တခြားဘယ်လိုဥပမာပေးရမလဲမသိဘူး तू ကဘတ်အရန်နာတော့အဲ့လိုညှက်နေတဲ့အချိန်မှာဝမ်းသွားချင်းတယ်လို့ခံစားရတယ်တူပါတယ်အဲ့လိုအစားတွေအများကြီးစားပြီးတော့ဝမ်းအရန်သွားချင်းတဲ့ပုံစံမျိုးနဲ့လည်းတူပါတယ်နံပါတ်4ချက်ကတော့ကလေးမွေးဖို့မိမကိုညှက်လိုက်ရတယ်အရင်တော့တငယ်ချင်းပြောကြတာပေါ့နော်ကလေးမွေးလို့ရှိရင်မိမကိုညှက်လိုက်ရမှာပေါ့နော်အရန်နာမှာပဲအရန်ကြောက်ဖို့ကောင်းမှာပဲပေါ့တဆုမွေးခန့်နီးတီအရန်ကြောက်ခဲ့တာပေါ့နော်တကယ်တမ်းတဆုအတွေ့အကြုံရပြောရမယ်ဆိုလို့ရှင်ထင်တယ်လို့ကြောက်ဖို့မကောင်းပါဘူးနော်အဆင်ပြေပြေပဲပြီးသွားတာပါတဆုလုံးကဆိုလို့ရှင်အဲ့လိုမွေးစစ်မော်တင်ပြီးတော့ပေါ့နော်ကလေးမွေးထွက်ခန့်နီးဆိုလို့ရှင်မိမကိုညှက်လိုက်ရတယ်ပြီးလို့ရှင် operation လုပ်ရတယ်ပေါ့နော်ပြန်ချုပ်ရတယ်ဒါပေမဲ့လည်းထင်တယ်လို့ကြောက်ဖို့မကောင်းလို့ထင်တယ်လို့လည်းမနာပါဘူးနော်အားလုံးအဆင်ပြေပြေပဲပြီးသွားတာပါနံပါတ်5ချက်ကတော့ကလေးမွေးတဲ့နာကျင်မှုဘယ်တော့မှမမေ့ပါဘူးเนาะတချို့တွေပြောတာတော့ဘိုင်ဘလောက်နာပေါ့เนาะကလေးမွေးလိုက်လို့ရှင်ကလေးလေးရဲ့မျက်နှာကိုမြင်လိုက်တာနဲ့နာကျင်တဲ့ဝေဒနာတွေကယူပြတ်တယ်လို့ပျောက်သွားမှာပါပေါ့တဆုလုံးကတော့ဒါကတကယ်မမှန်ခဲ့ပါဘူးဘာလို့လဲဆိုတော့မွေးဖွားပြီးတော့လှတော်ကြာတဲ့အထိပေါ့เนาะပြန်စဉ်းစားလိုက်မယ်ဆိုလို့ရှင်ဒီနာကျင်တဲ့ဝေဒနာကြီးကပြန်ပြီးတော့တတိရတာပေါ့เนาะမမေ့သွားအောင်အခုနောက်ပိုင်းမှာဆိုရင်တော့ငါနောက်တစ်ယောက်ယူမယ်ဆိုလို့ရှင်လည်းငါလုံနိုင်မှာပါလို့ပြန်တွေးလာနိုင်ပါတယ်ဒါပေမဲ့သိချတာကတော့လှတော်ကြာတဲ့အထိဒီနာကျင်တဲ့ဝေဒနာကတော့မမေ့သွားပါဘူးเนาะဒီနေ့သက်စုပြပြပေးသွားတာကတော့သမီးလေးဟေလီကိုမွေးဖွားတော့ကအတွေ့အကြုံတွေမျှဝေလိုက်တာဖြစ်ပါတယ်အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်เนาะမေမေတို့အနေနဲ့လည်းကလေးမွေးတော့ကအတွေ့အကြုံလေးတွေကိုအောက်က comment မှာရေးခဲ့ပေးပါအောင်เนาะနောက်ဗီဒီယိုတွေမှာပြန်ဆောင်တွေ့ကြမယ်เนาะ bye bye